မင်္ဂလာပါ KMDS Knowledge Sharing Platform လေးမှာကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ sharing လုပ်ပြီးပါမယ့်အကြောင်းအရာကတော့ cable cramming and testing ပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ sharing လုပ်ပေးရရည်ရွယ်ချက်ကတော့ network cable အမျိုးအစားတွေကဘာတွေရှိလဲ network cable ကြိုးသက်ချောင်းကိုစနစ်တကျနဲ့ဘယ်လိုဆက်လက်လုပ်မလဲဆိုတော့ကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်ကျွန်တော်တို့တွေက internet ဆိုင်မှာပဲဖြစ်ဖြစ် coffee ဆိုင်မှာပဲဖြစ်ဖြစ်ကိုယ့်ရဲ့လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်ဒီလိုကြိုးတွေကိုမြင်မှုကြမှာပါနော်ဒီကြိုးကတော့ networking cable လို့ခေါ်တာပေါ့နော်ဒါဒီကြိုးကတော့ကျွန်တော်တို့အများဆုံးတွေ့ရတဲ့မျိုးစားကတော့ category 5 category 5E နဲ့ category 6လို့ပဲဖြစ်ပါတယ်ဒီလိုကြိုးတွေကိုအသုံးပြုပြီးတော့ကွန်ပျူတာတစ်လုံးမှာရှိတဲ့ data တွေ resource တွေကိုတခြားကွန်ပျူတာစီကိုကျွန်တော်တို့ကပို့ပေးလို့ရပါတယ်အဲ့ဒီအပြင်မှာကွန်ပျူတာကို network ချိတ်ဆက်တယ် internet ချိတ်ဆက်တဲ့အခါမှာဆိုလို့ရှိရင်ဒီလိုကြိုးတွေကိုအသုံးပြုရမှာဖြစ်ပါတယ်နော်ဒီကြိုးတွေကိုကျွန်တော်တို့က networking device ရောင်းတဲ့ဆိုင်တွေမှာအလွယ်တကူဝယ်ယူလို့ရပါတယ်ဝယ်ပြီးရုံနဲ့အစင်းတဲ့အသုံးပြုလို့တော့မရသေးပါဘူးကျွန်တော်တို့ကဒီလိုမျိုးသူ့ရဲ့ RJ45 network ကောင်းလေးရှိရပါမယ်network ကောင်းလေးရှိပြီးကျွန်တော်တို့မှာကြိုးလေးရှိပြီဆိုလို့ရှိရင်เนาะနောက်ထပ်ကြိုးညှက်ဖို့အတွက်ခွန်ပါလေးလည်းရှိဖို့လိုအပ်ပါတယ်အဲ့တော့ network ကောင်းလေးညှက်ပြီးသွားပြီဆိုလို့ရှိရင်เนาะဒါကျွန်တော်တို့ကကြိုးမိလားမမိလားပြန်ဆန်းဖို့အတွက်ဒီမှာ tester လေးရှိဖို့လိုအပ်ပါတယ်เนาะအဲ့တော့ network cable ကြိုးသက်ချောင်းကိုကျွန်တော်တို့ဘယ်လိုစနစ်တကျဆက်လက်လုပ်မလဲဆိုတာကိုကျွန်တော်နဲ့တူတူလေ့လာကြည့်ရအောင်အဲ့တော့ကျွန်တော်တို့ကစူးစမ်းမြတ်ခင်မှာတခုတတိထားမယ့်အချက်ကတော့ကျွန်တော်တို့ network ကြိုးကိုတိုက် A နဲ့ညှက်မှာလားတိုက် B အမျိုးအစားနဲ့ညှက်မှာလားဆိုပြီးတော့ကျွန်တော်တို့ရွေးချယ်ရပါမယ်ကြိုးမျိုးစားကိုလည်းရွေးချယ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့က network ကြိုးစညှက်လို့ရပါပြီဟုတ် network ကြိုးညှက်ဖို့ဆိုလို့ရှိရင်ပထမဦးဆုံးအပေါ်ကရှီလေးတစ်ခါကိုချွတ်ရပါမယ်ရှီလေးတစ်ခါကိုချွတ်ဖို့ဆိုလို့ရှိရင်တော့ကျွန်တော်တို့အရာတစ်ခုပေးရပါမယ်အဲ့လိုအရာပေးဖို့တော့ဆိုလို့ရှိရင်ဒါ network ကောင်းနဲ့ရွေစားနဲ့ကျွန်တော်တို့ site ကိုချိန်ပြီးတော့ခံမှန်းပြီးတော့တစ်တလုံးစာလောက်ဖြစ်ဖြစ်ဒါကျွန်တော်တို့ခြံထားပြီးတော့အရာလေးပေးရပါမယ်အဲ့လိုရာပေးဖို့တော့ဆိုလို့ရှိရင်လည်းဒါခွန်မှာကြည့်မယ်ဆိုလို့ရှိရင်ဒီအလဲပေါက်လေးပေါ့နော်အလဲဒါမြောင်းလေးမှာဓာတ်သောလေးရှိပါတယ်အဲ့မှာကျွန်တော်တို့ကအရာပေးရမှာဖြစ်ပါတယ်အရာပေးတဲ့အခါမှာလည်းအရန်ကြီးဖိထားစရာမလိုပါဘူးအရန်ဖိထားမယ်ဆိုရင်တော့အထက်ရရှိတဲ့ကြိုးလေးတွေက damage ဖြစ်သွားနိုင်ပါတယ်အဲ့တော့အရာလေးရှိပြီဆိုရင်တော့ကျွန်တော်တို့ကဒါခွာလို့ရပါပြီပုံမှန်ရှိလေးကိုချုပ်ပြီးသွားပြီဆိုရင်တော့အထက်မှာရှိတဲ့ကြိုးတွေက damage ဖြစ်သွားလားမဖြစ်သွားလားကိုကျွန်တော်တို့တစ်ချက်စစ်ဆေးရမှာဖြစ်ပါတယ်ဒီကောင်လေးကတော့ two-step ပဲ cable လို့ခေါ်တဲ့အတိုင်းပဲတကြိုးနဲ့တကြိုးနဲ့လိမ်ဘူးနေပါတယ်လိမ်ဘူးနေတဲ့ဟာလေးတွေကိုကျွန်တော်တို့ကပြန်ပြီးတော့ဖြည့်ပေးရမှာဖြစ်ပါတယ်ကျိုးလေးတွေကိုပြန်ပြီးတော့ဖြည့်ပြီးသွားပြီဆိုရင်တော့ကျိုးလေးတွေကို damage မဖြစ်အောင်ကာပေးထားတဲ့ဒီပိုက်ချောင်းလေးကိုဒါကော်ချောင်းလေးကိုကျွန်တော်တို့ကဖြတ်တောက်ပေးရမှာဖြစ်ပါတယ်အဲ့ဒီကော်ချောင်းလေးကိုဖြတ်တောက်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာကြည့်လိုက်မယ်ဆိုလို့ရှိရင်အဖြူနဲ့လိမ္မော်နဲ့ရောထားတဲ့အရောင်လေးကိုရှိပါတယ်နော်ပြီးရင်လိမ္မော်ရောင်လေးရှိပါတယ်ပြီးရင်အပြာရောင်လေးပေါ့နော်စသဖြင့်ကျိုးလေးရောင်စုံရှိပါတယ်အဲ့တော့ကျွန်တော်ကအခုတိုက်ပင်နဲ့ညှက်မှာဖြစ်တဲ့အတွက်ဖြူလိမ္မော်ကနော်အဖြူနဲ့လိမ္မော်နဲ့ရောထားတဲ့အကြောင်းလေးကစပါမယ်ဖြူပြီးရင်လိမ္မော်ရောင်ပြီးရင်ဖြူစိမ်းပြီးရင်တော့အပြာရောင်လေးလာပါမယ်ကဲပြီးသွားပြီဆိုရင်တော့ဒါဖြူပြာလေးလာပါမယ်ပြီးရင်တော့အစိမ်းရောင်လေးလာပါမယ်ပြီးရင်ဖြူညိုဒါလေးပြီးသွားရင်တော့ဒါအညူရောင်လေးလာပါမယ်ဆိုတော့ဒီလိုမျိုးဒါကျိုးကိုစီပြီးသွားပြီဆိုရင်တော့ကျိုးလေးကွေးကောင်းနေတဲ့နေရာလေးကိုကျွန်တော်တို့ကဖြောင်းပေးရမှာဖြစ်ပါတယ်ဖြောင်းတဲ့အခါမှာလည်းနည်းစနစ်အမျိုးမျိုးရှိပါပါတော့တချို့ကကြတော့ဒီခွန်ပါလေးနဲ့ဖြောင်းကြပါတယ်တချို့ကြတော့လည်းကျွန်တော်တို့ဖြတ်တောက်ထားတဲ့အပြင်အခွန်လေးနဲ့ဖြောင်းတာလည်းရှိပါတယ်တချို့ကြလည်းဒီတိုင်းပဲဒီလိုလေးဆွဲဆန့်ပြီးတော့ဖြောင်းတာမျိုးလည်းရှိပါတယ်ဒါတော့ကိုယ်အဆင်ပြေရကိုယ်အားတန်ရနည်းနဲ့ဖြောက်ပေါ့နော်
ဖြောင်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့မလိုအပ်တဲ့ပိုနေတဲ့အပိုင်းလေးတွေမညီညာတဲ့အပိုင်းလေးတွေကိုဖြတ်တောက်ပေးရမှာဖြစ်ပါတယ်ဖြတ်တောက်ပေးဖို့တော့ဆိုလို့ရှိရင်တော့ခွန်ပါရဲ့ဒီနေရာဓာတ်သွားလေးနဲ့ဖြတ်ပေးရမှာဖြစ်ပါတယ်ဖြတ်ပြီးသွားရင်ဆိုတော့လက်ကိုဆွဲမြတ်စွာကင်ထားပြီးတော့နမောကေဘယ်ကောင်းတဲ့ကိုဒါထည့်ပေးရမှာဖြစ်ပါတယ်ကျိုးတွေကိုနှောက်ကောင်းလေးထည့်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့က fix လုပ်ပေးရမှာဖြစ်ပါတယ် fix လုပ်ပေးသွားဆိုလို့ရှိရင်တော့ခွန်ပါရဲ့ဒီနေရာဓာတ်သွားလေးရှိပါတယ်အဲ့ဒီမှာတော့သွားပြီးတော့ fix လုပ်ပေးရမှာဖြစ်ပါတယ်ပြီးရင်တော့ကျိုးလွတ်လားမလွတ်လားကိုတစ်ချက်လေးအသားရလေးဆွဲကြည့်ပါမယ်ဒါဆိုရင်တော့နှောက်ကျိုးကမြင်နေတာတွေ့ရပါလိမ့်မယ်နော်အဲ့တော့ကျန်တဲ့နောက်တစ်ဖက်ကိုလည်းအထက်ပါပြခိုင်းတဲ့နီလိုင်းအတိုင်းပဲဒါညှက်ပေးရမှာဖြစ်ပါတယ်ကျန်တဲ့နောက်တစ်ဖက်ကိုလည်းကျွန်တော်တို့ကအရှိကနီလိုင်းအတိုင်းပဲညှက်ပြီးသွားပြီဆိုရင်တော့ဒီဘက်ကြိုးစားနဲ့ဒီဘက်ကြိုးစားနဲ့မီလားမမီလားဆိုတော့ကျွန်တော်တို့ဒီ keypad tester လေးနဲ့စမ်းကြည့်ရမှာဖြစ်ပါတယ်စမ်းကြည့်ဖို့တော့ဆိုလို့ရှိရင်ဒီမှာရှိတဲ့ RG45 ဆိုတဲ့ပေါ်လေးကိုကျွန်တော်တို့ကတစ်ဖက်ကထိုးပေးရမှာဖြစ်ပါတယ်ကျန်တဲ့တစ်ဖက်ကိုလည်းအထက်ပါနီလိုင်းအတိုင်းပဲထိုးပေးရမှာဖြစ်ပါတယ်အဲ့တော့ပေါ်တွေထိုးပြီးသွားပြီဆိုရင်တော့ပါဝါလေးကိုကျွန်တော်တို့ကဖွင့်ပေးရမှာဖြစ်ပါတယ်ဒီမှာဆိုရင်1 2 3 4 5 6 9 10ကျိုး8ကျိုးပင်8ခုလုံးကဒါမိနေတာတွေ့ရပါလိမ့်မယ်ဒါဆိုရင်တော့ကျွန်တော်တို့ကေပဲကျိုးညက်တာအောင်မြင်သွားပြီလို့ပြောလို့ရပါတယ်ဟုတ်ကဲ့အခုပြောပြတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ဒါကိုယ်တိုင်ပဲဖြစ်ဖြစ်ကိုယ့်ရဲ့လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာပဲဖြစ်ဖြစ်ပြန်လည်အသုံးပြုနိုင်မယ်လို့မျှော်လင့်ပါတယ်နောက်ထပ်လည်း networking နဲ့ပတ်သက်တဲ့အကြောင်းအရာတွေသင်ခန်းစာတွေကိုစဉ်ဆက်မပြတ်တင်ပေးသွားမှာဖြစ်တဲ့အတွက် KMD Ace e-learning platform လေးမှာစောင့်မျှော်ကြည့်ရှုပေးဖို့အတွက်ဖိတ်ခေါ်အပ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဗျ